တ်စွာဘုရားဘာမိန့်ရှိတော့ဆိုအေးတဲ့ငါမင်းတို့အချုပ်ပြောလိုက်မယ်ယဟန်တန်ဃာတွေကိုသင်တို့ကအချုပ်တစ်ခုပြောလိုက်မယ်ငါတစ်ခုအရေးကြီးတာပြောမယ်ဟန္တဓာနိဘိခွေအမန္တယာမိဝောမင်းတို့ကိုပွင့်ပွင့်လင်းလင်းပဲပြောလိုက်မယ်ဘာလို့ဝယဓမ္မသင်္ခါရတရားဆိုဘယ်တော့မှမမြဲဘူးအားလုံးဟာချိန်တန်ရင်ပျက်စီးသွားမှာဖြစ်တယ်ဆိုတာကိုမမေ့ကြနဲ့လောကလူတွေကနော်သာဝရလို့ထင်ပြီးတော့မိမိလျော်ရော့နေတတ်ကြတာကိုဒါကြောင့်မို့မြတ်စွာဘုရားကဝယဓမ္မသင်္ခါရကံစိတ်ဥတုအာရလို့ဆိုတဲ့အကြောင်း၄ပါးနဲ့ပေါင်းစပ်ထားတယ်တခြားအကြောင်းတွေဟေတုပစ္စည်းအာရမဏပစ္စည်းစတဲ့အကြောင်းတရားတွေနဲ့ပေါင်းစပ်ပြုပြင်ထားတဲ့သင်္ခါရတရားမှန်သမျှဝယဓမ္မယူရင်းပျက်စီးသွားမဲ့သဘောတွေကြီးပဲသဘောရှိတဲ့တရားတွေ